嘛，个用节目是种做的下个，哎呀的是用节目是的做的下，里面是的。那么这个就那人家得到片没？那么呢，把来说就那阿那是的，那么东就那不算是的，那么里就那个真的要高那不？哎喽，ဒီလင်းမျိုးရှိမှာပေါ့ဘဝမှာကျွန်တော်တို့အဲ့ဒီလင်းမျိုးတွေကဘယ်ဟာရှိရင်အဲ့ဒီလင်းမျိုးတွေကတစ်ခုပဲရှိရမယ်အဲ့ဒီတစ်ခုတည်းကနေမှအဲ့ဒီတစ်ခုရှိတာနဲ့ယုံကြည်မှုအမြင့်ဆုံးပေါ့ဆိုလိုချင်တာအဲ့ဒီလင်းမျိုးထဲမှာဘယ်ဟာရှိရင်ယုံကြည်မှုအမြင့်ဆုံးဖြစ်စေတယ်လေကိုယုံကြည်မှုကိုစက်ကိုဗစ်အမြင့်ဆုံးဖြစ်စေတယ်လေလို့မေးရင်ညီကူတို့ဖြေရခတ်မယ်လို့ကျွန်တော်ထင်တယ်သိရမို့လားအဲ့တော့ယုံကြည်မှုအဲ့ဒီ၄ခုလုံးရှိရင်တော့ယုံကြည်မှုကဟိုးအမြင့်ဆုံးပေါ့ဒါပေမဲ့အဲ့ဒီ၄ခုတွေကတစ်ခုပဲရှိမယ်ညီကိုတို့ယုံကြည်မှုကအမြင့်ဆုံးဖြစ်ရမယ်ဆိုရင်ညီကိုတို့ဘယ်ဟာဖြစ်မလဲဆိုတာကျွန်တော်စိတ်ဝင်စားရတယ်ပေါ့အဲ့တော့အများစုကဖြေလိုက်မယ်ထင်တယ်ကျွန်တော်အထင်ပြောရင်ပညာတတ်တာလို့ပြောလိုက်မယ်ထင်တယ်ဒါပေမဲ့ဟိုပညာရွှေဦးလူမခိုးပါညာတော့ပြောစရာရှိမယ်ဒီနေ့ခေတ်မှာပညာရွှေဦးကလူခိုးခံနေရတာပဲဘာကြောင့်လဲလို့မေးရင်ဒီလိုပြောလို့ကျွန်တော်ဟာဟိုဘယ်လိုပြောမလို့ဒီဘိတ်ဖြစ်နေမယ်ဆိုတာလည်းကျွန်တော်သိတယ်ဘာကြောင့်လဲလို့မေးရင်ယနေ့ချက်ပညာတတ်တွေကိုပတ်စံပေးခိုင်းနေတာကဒါကသူတို့ခေါင်းထဲမှာရှိနေတဲ့အရာကိုပတ်စံနဲ့ဖောက်စားနေတာပဲရှင်းပြောရင်ဒါလကစားတွေဘာတွေဆိုတာကရှင်းပြောရင်ပညာရှိလူမခိုးလို့ပြောရင်လူခိုးခံနေရတာပတ်စံပေးပြီးဝဲနေတာပဲခင်ဗျားတို့ကပညာပေးတယ်သူကခင်ဗျားတို့စီကနေပတ်စံခင်ဗျားတို့လူချင်းနဲ့ပတ်စံပေးတယ်ဒါကိုကြည့်ရင်ဒါဟာပညာဟာဖောက်စားခံနေရတယ်ဆိုတာကတော့ကျွန်တော်တို့ငင်းလို့မရဘူးခိုးခံနေရတာပဲရှင်းပြောရင်အဲ့တော့ကျွန်တော်ကတော့နံပါတ်1ပညာတတ်တာကိုတော့ကျွန်တော်ကအရေးကြီးဆုံးမဟုတ်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့ကျွန်တော်အမြင်ရပြောတာဓမ္မကောင်းမှမယ်မှန်ကောင်းမှမယ်ဒီကိစ္စအဲ့တော့နံပါတ်2ကကိုကျင်တရားကောင်းတာပေါ့ကိုကျင်တရားကောင်းတယ်ကျွန်တော်တို့သူများပစ္စည်းမခိုးမတက်ဘူးဘာညာတွေရှိတယ်အဲ့တော့ဟုတ်ပြီဒါလည်းအင်မတန်ရေးကြီးတဲ့ချက်ပဲဒါပေမဲ့ယနေ့ခေတ်မှာကိုကျင်တရားကောင်းတဲ့ကောင်တွေနေရာရလားလို့မေးရင်နေရာအသိမရဘူးဖြစ်နေတယ်ဒါအမှန်တရားပဲကျွန်တော်ပြောချင်တာကျွန်တော်တို့လက်ရှိကျွန်တော်တို့ကမ္ဘာအာဏာအရှိဆုံးဆိုရဲသမ္မတရှီကျင်းဖင်တို့ဒေါ်နယ်ထရန့်တို့ကျွန်တော်တို့ပလာတီမာပူတင်တို့ဆိုရင်သူတို့ဟာမကောင်းတာတွေမလုပ်ဘူးလို့မပြောနဲ့လုပ်ခဲ့တာပဲကျွန်တော်တို့လူတွေများစွာကိုထောင်ချခဲ့တယ်ကျွန်တော်တို့ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဖြတ်ခဲ့တယ်ဒါတွေသူတို့လုပ်ခဲ့တာပဲကျွန်တော်ပြောတာဟိုသူတို့ဟာအာဏာရှိတဲ့အချိန်မှာအဲ့အရာတွေကိုကွက်ထားတာပဲရှိတာကျွန်တော်တို့ရှီကျင်းဖင်ဆိုရင်လည်းကျွန်တော်တို့လုပ်ခဲ့တာပဲပူတင်ဆိုလည်းလုပ်ခဲ့တာပဲဒေါ်နယ်ထရန့်ဆိုလည်းလုပ်ခဲ့တာပဲဟိုကျွန်တော်တို့မလုပ်ရတဲ့အရာတွေကိုလုပ်ခဲ့တာပဲဒါပေမဲ့သူတို့ကအဲ့ဒီဟာကိုလူတွေမသိဘူးဆိုတာကအာဏာနဲ့ကာထားလိုက်တာသူတို့ကိုယ်တိုင်တော့မလုပ်ဘူးဒါပေမဲ့သူတို့ဆုံးဖြတ်ချက်တွေသူတို့ရဲ့ decision တွေဟာလူပေါင်းများစွာကိုကျွန်တော်တို့အသက်ဆုံးရှုံးစေတယ်ဆိုလိုချင်တာကရှီကျင်းဖင်ဆိုရင်လည်းဝီဂါမွတ်စလင်တွေကိုကျွန်တော်လုပ်ပလိုက်တဲ့ကိစ္စတွေဒေါ်နယ်ထရန့်ဆိုရင်လည်းကျွန်တော်တို့ခုလက်ရှိကျွန်တော်အရှိလေပိုင်းမှာလုတ်ပလိုက်တဲ့ကိစ္စတွေပူတင်ဆိုရင်လည်းခုလက်ရှိယူကရိန်းမှာလုတ်ပလိုက်တဲ့ကိစ္စတွေဒီကိစ္စတွေဟာသူတို့စနက်ပဲသူတို့ရဲ့ဟိုဘယ်လိုပြောမလို့သူတို့ရဲ့အတွေးခေါ်တွေပဲဆိုလိုချင်တာကဒါကိုကြည့်ရင်ဟိုကိုကျင်တရားမကောင်းဘူးကိုကျင်တရားတော့အခြေခံကိုကျင်တရားတော့ချိုးဖောက်နေတာပဲဒါပေမဲ့သူတို့ဟာဘာကြောင့်ကမ္ဘာအာဏာအရှိဆုံးဖြစ်နေသလဲလို့မေးရင်ဒါလည်းမဟုတ်တော့ဘူးအဲ့ဒီကိစ္စကိုကြည့်ရင်ကျွန်တော်တို့ဟာကိုကျင်တရားကောင်းတာကလည်းယုံကြည်မှုအမြင့်ဆုံးဆိုတဲ့အရာကိုမရောက်စေဘူးဆိုတာကိုကျွန်တော်တွေ့တယ်အဲ့တော့နံပါတ်3ချက်ပတ်စံရှိတယ်ဒီကိစ္စကတော်တော်ပြောရခက်တယ်ဗျလူတစ်ယောက်ကကိုပတ်စံရှိတယ်ကဘာပေါ်မှာကိုဟာအချမ်းသာဆုံးသို့မဟုတ်ငါတော်တော်လေးငါမှသုံးမကုန်လောက်တဲ့စီးစိမ်ရှိရင်တေချာဘောက်ကတော့အဲ့လူရဲ့ confidence level ကအရမ်းမြင့်တာပဲဆိုလိုချင်တာသိရမလားဘန်နေမှာကျွန်တော်မြင်ဘူးတယ်ပစိုးကတော့အဆုပ်ပဲဝစ်ထားတာပဲအောက်ကတော့ကြက်ပေါင်ဖက်နဲ့ပဲစီးထားတာပဲဒါပေမဲ့သူတို့ကဘဲကောင်းမအောင်စောက်ခွင့်မဆိုင်တာဘဲကောင်းမအောင်စောက်ခွင့်မဆိုင်တာဘဲဘန်ဝင်တန်းကသူတို့ရှိမှခမချမ်းတဲ့အင်ကြီးလူဝက်ဘီတန်အင်ကြီးဒုံးမို့ row white စီးတင်စီကိုသူတို့ကစောက်ခွင့်မဆိုင်တာဘာကြောင့်လဲဆိုတော့သူတို့ဝစ်စားတော့စုပ်ပြတ်နေတာပဲဒါပေမဲ့သူတို့ရဲ့ယုံကြည်မှု level ကတကယ်အမြင့်ဆုံးပဲတကယ်တော်တော်မြင့်တဲ့ level မှာရှိတယ်ဟိုဘဲကောင်းမှာဘာမထင်ဘူးဆိုတဲ့ပုံစံမျိုးပဲသိရမှာလားအဲ့လိုပုံစံမျိုးကိုကျွန်တော်တို့ဖြစ်နေတာအဲ့တော့ကျွန်တော်အမြင်ရပြောရင်အဲ့ပတ်ဆိုင်ရှိတဲ့ယုံကြည်မှုကလည်းတော်တော်မြင့်တယ်ကျွန်တော်အမြင်ရပြောရင်ဘာကြောင့်လဲဆိုတော့အရင်ခေတ်နဲ့မတူတာကယနေ့ခေတ်မှာပတ်ဆိုင်ရှိရင်ပညာတတ်တွေလည်းအကုန်ခိုင်းလို့ရနေတဲ့ခေတ်ဖြစ်နေတာသိရမှာလားအရင်တော့ပညာခေတ်တွေဘာတွေပေါ့ဗျာသိရမှာလားယနေ့ခေတ်ကမဟုတ်တော့ပတ်ဆိုင်ရှိရင်ပတ်စံခမရတာပတ်စံရှိရင်နိုင်ငံတကာကိုအသားလေးဝင်ထွက်လိုက်လို့ရတယ်။ဟိုအမေရိကန်ကိုခမရသွားခြင်းနဲ့ပတ်စံရှိရင်လွယ်ချင်မှပညာရှိရင်လွယ်ချင်မှလွယ်လိမ့်မယ်။ဒါပေမဲ့ခမရထိတ်တန်းဘီလီယံနာကြီးဆိုရင်အမေရိကန်သွားဖို့လည်းအလွယ်လေးပဲ။ရုရှားသွားဖို့လည်းအလွယ်လေးပဲ။နောက်ဆုံးခမရမှာပတ်စံအရန်ရှိရင်ဒေါ်နယ်ထရန့်နဲ့လည်းခမရစကားပြောလို့ရတယ်။ဒေါ်နယ်ထရန့်နဲ့ကျွန်တော်တို့ဓာတ်ရိုက်ဖုန်းခေါ်ပြီးစကားပြောလို့ရ။ဘာလို့ဆိုဂျက်ဆင်ဝမ်တို့ခုလက်ရှိအီလိုမတ်တို့ဆိုတာဒေါ်နယ်ထရန့်နဲ့စကားပြောနေတာ။ဒေါ်နယ်ထရန့်နဲ့သူတို့ကိုပိုင် private ဖုန်းတွေရှိကြတယ်။ဂျက်ဆင်ဝမ်တို့ဘာလို့ဆိုကျွန်တော်တို့သိလို့မရဘူးဒေါ်နယ်ထရန့်ဖုန်းနံပါတ်ကို။ဒါပေမဲ့ဂျက်ဆင်ဝမ်တို့ကျွန်တော်တို့အီလိုမတ်တို့အကုန်သိတယ်သိရမှာ။ဘာလို့ဆိုတကယ်ထိတ်တန်းကမ္ဘာဘီလီယံနာကြီးတွေကျွန်တော်တရုတ်ပြည်ကကျွန်တော်ရှောက်မီ CEO တွေဘာတွေဆိုရင်လည်းကျွန်တော်ပူတင်ဒီစနဟန်ခုလက်ရှိသမ္မတရှီကျင်းဖင်တို့ဘာလို့လဲအဆက်အသွယ်ရှိတယ်အဲ့တော့နောက်တစ်ခုကပြောစရာရှိတာကအာဏာရှိတာ
ကတော့ကျွန်တော်အမြင်ပြောတာပေါ့ကျွန်တော်ပါစင်တဲ့အမြင်ဆိုရင်ကဘာကြီးမှာကိုယုံကြည်မှုအမြင်ဆုံးဘသူမှဘာမထင်ဘူးဆိုတဲ့ယုံကြည်မှုအမြင်ဆုံးကိစ္စတော့အာနာရှိတာအာနာရှိတဲ့ကောင်ကဘာမှကိုမထင်တော့တာရှင်းရှင်းပြောရင်ဟိုလူတို့ကိုမမြင်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပဲကျွန်တော်အမြင်ပြောတာဘာကြောင့်လဲဆိုတော့လက်ရှိကြည့်လိုက်ရင်ပူတင်တို့ဘာလို့ဆိုရင်ရုရှားနိုင်ငံရဲ့လူကဘယ်သူမှကိုသူ့ကိုမော့မကြည့်ဝင်ဖြစ်နေတာကျွန်တော်တရုတ်မှာ 1.4 billion ရှိတယ်လူကြီးတန်း1400ရှိတယ်တရုတ်ကဒါပေမဲ့စီကျင့်ဖင်ကိုလှမ်းပြောဝင်းတဲ့ကောင်စီကျင့်ဖင်ကိုစကားတန်းထူပြောဝင်းတဲ့ကောင်စီကျင့်ဖင်ကိုချမ်းလန်းခေါ်ဝင်းတဲ့ကောင်တယောက်မှမရှိဘူးဘာကြောင့်လဲလို့မင်းစီကျင့်ဖင်ကိုမင်းစိန်ခေါ်ခြင်းဟာမင်းဘဝညီကုန်းချုပ်သွားခြင်းကိုအထိပ္ပယ်ရတာပဲဘာကြောင့်လဲဆိုတော့လက်ရှိမှာအာနာကိုကင်ထားတယ်ဟိုအာနာကင်ထားတဲ့လူကငွေစကားပြောလို့မရတော့ငွေကိုပြောလို့မရတော့ဘာကြောင့်လက်ရှိစီကျင့်ဖင်တို့ဘာလို့ဆိုတာသူတို့ဘယ်လောက်ချမ်းသာတယ်လဲဆိုတာရေးလည်းမကြည့်ဘူးသိရမလားဘာလို့တရုတ်နိုင်ငံကြီးတစ်ခုလုံးကိုကျွန်တော်တို့2013ကနေစရင်အခုလက်ရှိဆိုရင်73နှစ်ကာလကျော်လောက်ကပိုက်တဲ့ထည့်ထားတယ်ကျွန်တော်တို့ပူတင်ဆိုရင်2002ကမှတ်တယ်ကျွန်တော်လက်ရှိဆိုအနည်း20ကျော်ရုရှားနိုင်ငံကြီးတစ်ခုလုံးကိုကပိုက်တဲ့ထည့်ထားတာအဲ့တော့ဟိုသူတို့ရဲ့ဘယ်လိုပြောမလို့သူတို့ဟာအာဏာရှိသွားတဲ့အတွက်ငွေဆိုတာလည်းဘာမှမဟုတ်ဘူးကိုကျင်တရားဆိုတာလည်းဘာမှမဟုတ်တော့ဘူးနောက်တစ်ခုကဟိုပညာဆိုတာလည်းဘာမှမဟုတ်ဘူးသိရမလားပညာရက်လည်းသူတို့ကိုစကားမပြောဝင်ဘူးစတော့လို့ပတ်သက်ရှိတဲ့ကောင်လည်းမလန်ဝင်ဘူးနောက်တစ်ခုကကျွန်တော်ပြောသလိုပဲမင်းကိုကျင်တရားကောင်းနိုင်မကောင်းနိုင်စိတ်ဝင်စားသူတို့ကသူစိတ်ဝင်စားသိရမလားမင်းတို့နဲ့စကားပြောလို့မရဘူးဆိုတဲ့ဘက်ကိုရောက်သွားတယ်အဲ့တော့ကျွန်တော်တွေးကြည့်တယ်ပေါ့ပေါ့ဆရာတွေးကြည့်တဲ့အနေထားမှာဒီလေးခုထဲမှာကိုယုံကြည်မှုအမြင့်ဆုံးဆိုတဲ့အရာကတော့အာနာရှိတာပဲအာနာရှိတဲ့ကောင်တွေရဲ့ယုံကြည်မှုကအမြင့်ဆုံးပဲသိရမလားနောက်တစ်ခုကကျွန်တော်တို့ပတ်စံရှိတဲ့ကောင်ပဲနံပါတ်3ကနောက်တစ်ခုကပညာရှိတဲ့ကောင်နံပါတ်4ဟာကျွန်တော်တို့ကိုကျင်တရားကောင်းတဲ့ကောင်ဖြစ်နေတာပဲဝမ်းနဲ့စွာနဲ့ပြောရရင်လက်ရှိကျွန်တော်တို့ကဘာကျွန်တော် G20 အစည်းအဝေးလိုဟာမျိုးမှာထိုင်းနေတဲ့လူတွေဟာဟိုကိုကျင်တရားကောင်းတဲ့လူတွေတို့ပြောလို့မရဘူးဘာကြောင့်လဲဆိုသူတို့ကဟိုမကောင်းတာတွေလုပ်ခဲ့တာကြီးပဲကျွန်တော်မကောင်းတာတွေလုပ်ခဲ့တာကြီးပဲသူတို့ဓာတ်ရိုက်လုပ်ချင်မှလုပ်လိုက်မယ်ဒါပေမဲ့သူတို့ရဲ့အမိတ်တစ်ချက်သူတို့ရဲ့ဘယ်လိုပြောမလို့ဟိုဘယ်လိုပြောအမိန်ပေးစေခိုင်းမှုတစ်ခုဟာလူတွေကိုဘွားပြက်စေတယ်လူအသက်ပေါင်းများစွာကိုတေးစေတယ်ဒေါ်နယ်ထရန့်ဆိုအရှိလေပိုင်းကိစ္စတွေကျွန်တော်တို့ပူတင်ဆိုရင်ခုလက်ရှိကျွန်တော်တို့ယူကရိန်းကိစ္စတွေကျွန်တော်တို့ခုလက်ရှိရှီကျင်းဖင်ဆိုရင်ကျွန်တော်တို့ဝီဂါမွတ်စလင်ကိစ္စတွေအဲ့လိုပဲပြင်သစ်တမကျွန်တော်ပြင်သစ်မက်ခရွန်တို့ဘာတို့ကျွန်တော်အများကြီးပြောလို့ရတယ်ဒီကိစ္စတွေကသူတို့ဟာအများကြီးကျွန်တော်တို့ဟိုလူအခြေခံကြစ်ဝတ်တွေကိုကျူးလွန်ခဲ့တာပဲသူတို့ကြောင့်လူပေါင်းများစွာလူထောင်ပေါင်းများစွာတောင်ပေါင်းများစွာတော့အသက်တွေပြေးဆက်ရတယ်ဒါပေမဲ့သူတို့ဟာယနေ့ချိန်ထိထိုင်ကုန်ကြီးတွေပေါ်မှာမဲ့ထိုင်းနေနိုင်တယ်ကိုကြည့်ရင်လက်ရှိကဘာကြီးမှာကိုယုံကြည်မှုအမြင့်ဆုံးဟာအာနာရှိတယ်လို့ပဲကျွန်တော်ကတော့ဆိုလို့ချင်တာပဲသိရမလားအဲ့တော့ဒီစကားပြောလို့ညီကိုတွေတော်တော်လေးဘယ်လိုပြောမလို့ဒီဘိတ်ဖြစ်မယ်ဆိုတာလည်းကျွန်တော်သိတယ်ဟိုဒီကိစ္စဒီစကားဟာတော်တော်လေးလဲကျွန်တော်တို့ဘယ်လိုမိတ်ဆက်ဖြစ်တယ်တော်တော်လေးလဲကျွန်တော်တို့ဟိုကွဲဘောထားကွဲလဲလိမ့်မယ်ဆိုတာလည်းကျွန်တော်ထင်ပါတယ်